လို့ရှိရင်ခုံမော်ထိုင်လိုက်တာနဲ့အချိန်ကရပြီးတော့တခါပြောရင်4 နာရီလောက်ကြာတတ်လို့ stop watch လေးကိုလေးစားစားနဲ့ချပြီးတော့မှတ်ပါတယ်ပြဿနာတစ်ခုပဲဟောနေရင်နဲ့အဲ့ဒါကြည့်ဖို့မေ့သွားတာပဲဒါလိုက်တာအကယ်ဒမီများရှင်ကြီးစိုးထွန်းနဲ့တွဲပြီးထွက်တယ်ဆိုတော့တွဲထွက်တဲ့လူကမင်းသားပဲဖြစ်ရတော့မှာပေါ့နော်အဲ့တော့ခုမှနေတိုးအလှည့်ရောက်ပါတယ်အစိုးရဌာနတစ်ခုမှာအမြင့်ဆုံးရာထူးအဖြစ်ထမ်းဆောင်ခဲ့ဘူးတဲ့သူဖြစ်လေတော့လေလူကြီးအကျင့်ကပါတယ်ငိမ့်စားယူတာ9 နှစ်ရှိပေမဲ့ခုထိခုံကကြိုက်တုံးမယ်ခုံမထိုင်တော့မယ်ဒါပေမဲ့စိတ်မပူပါနဲ့အချိန်တိုင်းဆင်းပြမှာပါကျွန်တော်ကစာရေးဆရာမဟုတ်ပါဘူးဒါရိုက်တာလည်းမဟုတ်ဘူးကျွန်တော်ကမိုးလေဝသသမားပဲဒါပေမဲ့မိုးလေဝသသမားကစာရေးဆရာကြီးနဲ့တွဲပြီးတော့စာပေဟောပြောပွဲတွေဟောလာရတော့ကိုလည်းအံ့ဩမိပါတယ်ပရိသတ်လည်းကျေးဇူးတင်ရပါတယ်အထူးသဖြင့်ကျွန်တော်နဲ့တွဲဟောရမှာကိုကြည်ပြူလက်ခံတဲ့စာရေးဆရာကြီးတွေကိုလည်းကျေးဇူးတင်ရပါတယ်မိုးလေဝသရုံးမှာအသက်18 နှစ်4 လ1965 မေလ 3 ရက်ကျွန်တော်အသက်18 နှစ်4 လသားအရွယ်ကလေးကကျွန်တော်ဝန်ထမ်းဖြစ်လာပါတယ်ဒီခန်းထဲကိုကြည့်လိုက်တော့လူငယ်တွေပါကျောင်းသားတွေလည်းပါဆိုတော့ကျွန်တော်ထိုင်နေရင်းနဲ့စဉ်းစားတယ်ငါဘာပြောရကောင်းမလဲကျွန်တော်ကောင်းထဲမှာပြောချင်တဲ့အရာက3 ခုလောက်ပြိုင်နေပါတယ်ပထမတစ်ခုကတော့လူငယ်တွေအတွက်တစုံတစ်ခုကျွန်တော်ပြောချင်တယ်ကျွန်တော်ဘဝမှာပြောစရာတွေကတော်တော်များပါတယ်ရုန်းကန်ရတဲ့ဘဝတစ်ခုစခဲ့ရတဲ့အတွက်ရုန်းကန်ရမယ့်လူငယ်တွေအတွက်ကျွန်တော်အတွေ့အကြုံတွေကိုပြောပြခြင်းနောက်တစ်ခါဒီနေ့မြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေများအရာပြည်သူတယောက်ဝန်ထမ်းဟန်တယောက်ရဲ့အမြင်ပို၍ကောင်းမွန်သောအနာဂတ်ရောက်အောင်ပေါ့နော်ကျွန်တော်အမြင်လေးတွေလည်းပြောပြခြင်းတယ်နောက်တစ်ခုကဒီအကြောင်းအရာကျွန်တော်မှမပြောရင်လည်းပြောမဲ့လူအလွန်နည်းလေတော့လစ်လူရှုလို့ကလည်းမရတဲ့ကိစ္စဖြစ်နေလေတော့မြန်မာနိုင်ငံရဲ့ရာသီဥတုကြောင့်လည်းပြောပြခြင်းတယ်ဆိုတော့ကျွန်တော်တော်တော်ပြောချင်တာတွေများနေတယ်ဒါပေမဲ့ကျွန်တော်တတ်မှတ်တဲ့အချိန်ကတော့1 နာရီပါပဲနော်1 နာရီကျနည်းနည်းလောက်တော့ပူချင်ပူမှာပေါ့လေနော်ဒါပေမဲ့1 နာရီခွဲတော့မကြော်ဘူးနော်အဲ့ဒါပေးတော့ကိုကြိုပြီးတော့အတိပေးထားပါတယ်တော့ကြထပြန်ကုန်မှာဆိုလို့နော်ပြီးအောင်တော့နားထောင်ပေးကြပါကျွန်တော်ဒီနေ့အံ့ဩလောက်အောင်ဟောပြောပွဲတွေဟောရပါတယ်နေတကာလည်းတော်တော်ရောက်ပြောရင်တော့ဒီနေ့မနေ့မှကျွန်တော်ပျော်ပွဲရပြန်ရောက်တာကိုညဒီမှာကျွန်တော်ဟောနေရပြန်တယ်ဆရာကြီးကြီးစိုးတုံးကိုမြင်တော့ဆရာကြီးကြီးစိုးတုံးခေါ်လို့ကျွန်တော်ရွှေဘူကိုလိုက်ပြီးတော့ဟောပြောပူပါတယ်သူနဲ့ဟောပြောပြီးတော့ပြီးခဲ့တဲ့တပတ်ထဲကရွှေဘူကိုနောက်တစ်ခေါက်ထပ်ရောက်ပါတယ်ရွှေဘူနောက်တစ်ခေါက်ထပ်ရောက်တော့ရွှေဘူနားမှာနာမည်ကျော်တဲ့ရွာရှိရလေတိကြမှာပါလှတော်ဆိုတဲ့ရွာလှတော်ကတိတ်နာမည်ကြီးတော့ကျွန်တော်လှတော်သားတွေလည်းတွေ့ကျင်တယ်လှတော်သားတွေပြောတဲ့စကားလည်းနားထောင်နေတယ်ဒါပေမဲ့သူတို့ကိုကြောက်တော့ကြောက်တယ်သူတို့ကကိလိုက်ရင်အသေးပဲနော်ဒါပေမဲ့အကြောင်းတိုက်ဆိုင်ပြီးတော့
ကျွန်တော်တို့ဟောတဲ့ရွှေဘုံမှာဟောတဲ့ဟောပြောပွဲကိုလှတော်ကလူတွေကလာနားထောင်လာနားထောင်တော့အဲ့ဒီဟောပြောပွဲကျင်းပတဲ့လူတွေကသူတို့ဂုံယူပြီးတော့ပေါ့သူတို့ဂုံယူတာလှတော်ရဲ့တဏ္ဍခါရဲ့ပေါ့ဗျာရွှေဘုံကမဟုတ်ဘူးလားအဲ့တော့ဆရာတဲ့ဟောတာလှတော်ကပုဂ္ဂိုလ်တွေပဲဟာဟုတ်လားလို့ဆရာကြီးတို့နာမည်ကြီးတယ်ဗျာလို့တနိုင်ငံလုံးလေးစားပါတယ်လို့စကားအရာမှာတော့တကယ်ကဝိမြောက်ပါတယ်ဒါနဲ့အလဘတလဘပြောရင်းနဲ့ဆရာကြီးတို့လို့တောင်သူလှုပ်တာပဲလားဟုတ်တယ်ဆရာကြီးတောင်သူပါပဲတောင်သူလှုပ်တော့ဆရာကြီးဟာလို့မိုးလေဝသအခြေအနေလေးတွေဘလို့ရှိကြုံလို့ကျွန်တော်ကလည်းကိုယ်ပိုင်ဟာလေးကိုမေးလိုက်တာပါဟာမိုးလေဝသဆိုးချက်ကတော့တနေ့မှကိုတစ္ဆိရတယ်လို့မရှိပါဘူးဆရာကြီးဟာနေ့စဉ်နေ့တိုင်းစိုက်ပျိုးရေးလုပ်လေအလုပ်တွေကဆုံးရှုံးနေလေတော့ဆက်ပြီးတော့လဲစိုက်ဖို့ပြိုးဖို့တောင်မလုပ်ရဲတော့ပါဘူးအဲ့ဒါနဲ့ကိုယ့်အိမ်မှာရှိတဲ့ကိုယ့်လူကိုဖိလုပ်တော့လဲစာအူကြီးကြီးလာတာပါပဲဆရာကြီးဟာငါလှုပ်ထဲသွားပြန်ပြီကိုယ့်အိမ်ကအလုပ်ကိုဖိလုပ်တော့လဲစာအူကြီးကြီးလာတာပါပဲဆရာကြီးလာတော့ကွာပညာပါစကားပြောလိုက်ရင်နော်ဒါနဲ့စကားမပြတ်သေးတော့နောက်တစ်ခုပေါ့ကြေးရွာရောဖွင့်ပြိုးရလားဆရာကြီးစီမှာစေပိကန်းနေပါရောရှိရလားရှိတာပေါ့ဆရာကြီးစေပိကန်း10နှစ်တောင်ကျော်နေပြီဆရာကြီးဒါပေမဲ့ဆရာဝန်ကတော့မနစ်ကမှစရတယ်ဆရာကြီးဟုတ်တယ်ဗျာလို့နိုင်ငံတော်မှာလဲဆရာဝန်တွေကသိပေါ်တာမဟုတ်ဘူးလို့နည်းနည်းတော့စိတ်ရှိရတယ်ဆံဝင်လေးကသဘောကောင်းပါတယ်ဆရာကြီးတဲ့ဒါပေမဲ့ကန်းတော့သိမကောင်းမှုထင်နေဆရာကြီးတဲ့ဟာဘာဖြစ်လို့လဲဟာရောက်ပြီးမကြဘူးဆရာကြီးတဲ့2လလောက်မှလူနာတယောက်ကိုအရေးပေါ်ခွဲတာသိရောဆရာကြီးတဲ့ကျွန်တော်တို့ကလည်းဒါဖြစ်တတ်ပါတယ်ပေါ့ယောဂရဒါနဲ့နောက်တလကျော်လောက်ကြတော့ဒုတိယတယောက်ထပ်ခွဲတော့လေသိမြန်ရောဆရာကြီးရတယ်ကျွန်တော်တို့ကစဉ်းစားပါတယ်တဲ့ဖြေပြီးတော့လူနာကိုကန်နေတာ哦သူသေးနေစီလို့သေးတာနေမှာပါပဲပေါ့ကိုကတော့ကိုဆရာဘက်ကကိုပေါ့လေဆရာကြီးရဲ့နောက်ထပ်3-4လကြာတော့တတိယတယောက်ခွဲတော့လေသိမြန်ရောဆရာကြီးရတယ်ယောဒီတစ်ခါတော့မဖြစ်တော့ဘူးဒီဆရာဝန်ကိုတော့ရွှေဘိုကိုလမ်းပြီးတော့အကြောင်းကြားမှဖြစ်မယ်ဆိုတော့လာတော့ရွှေဘိုအောက်ရှိတာဟုတ်အဲ့တော့ရွှေဘိုလမ်းပြီးတော့အကြောင်းကြားကျွန်တော်တို့စာရေးရတာပေါ့ဆရာကြီးအဲ့ဒါကျွန်တော်တို့ကရေးတယ်ပေါ့ကျွန်တော်တို့စီပို့လွတ်ထားတဲ့ဆရာဝန်လေးကိုပြောင်းရင်လည်းပြောင်းပါမပြောင်းပေးနိုင်ရင်လည်းကျွန်တော်တို့ရွာကတင်းချိုင်းကိုချဲ့ပေးပါအဲ့လိုစာရေးရတယ်ဆရာရဲ့ကျွန်တော်တွေးကြည့်တာငါမှလေသူတို့တဝက်လောက်စကားပြောပညာတက်ရင်ကောင်းလိုက်မှာနော်လူကြားတဲ့ငါစကားတွေထွက်ပြောနေရတာဒီလိုလေးပါကျွန်တော်တွေးမိတာအဲ့တော့ကျွန်တော်ပထမတစ်ပိုင်းခတ်တူလေးပေါ့နော်ကျွန်တော်ဘဝလေးကရတဲ့သင်ခန်းစာလေးတွေကိုကျွန်တော်ပြောချင်ပါတယ်တနည်းပြောရင်တော့ကျွန်တော်ရဲ့ဘဝဖြစ်ရမှန်လို့လဲပြောနိုင်ပါတယ်ဆရာကြည်စိုးတွန်းပြောသလိုကျွန်တော်ကမန္တလေးတိုင်းအတွင်းမှာရှိတဲ့ငစွန်းဆိုတဲ့မြို့နယ်တဲကကုလရွာဆိုတဲ့ရွာကအမေရောအဖေရောနှစ်ဖက်ဘိုးဘွားတွေရောအဲ့ဒီရွာကဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ချက်မြုပ်ကရွာကဖြစ်ပါတယ်ဒါပေမဲ့လို့ကျွန်တော်မိဘနှစ်ပါးမှာကျွန်တော်မွေးခင်ရှေ့ကတူမင်းလေးတယောက်မွေးခဲ့တယ်လို့ကျွန်တော်သိရပါတယ်ဒါမဲ့ဒီတူမင်းလေးကမွေးပြီးလပိုင်းနဲ့ပဲအဖတ်မတင်ဘူးကွယ်လွန်သွားပါတယ်ကွယ်လွန်သွားပြီးတဲ့နောက်မှာကျွန်တော်ကိုဒုတိယကိုဝင်အဖြစ်ရတဲ့အချိန်မှာကျွန်တော်အမေရောဖေရောဒီကိုဝင်ကိုဖူးဖူးပုတ်ပေါ့အရန်လူကျင်ကြတယ်ပေါ့ဗျာကျွန်တော်အမေဆိုဘယ်လောက်ထိဒီကိုဝင်တဲ့ကလေးကိုမမွေးခင်မမြင်ခင်တည်းကမေတ္တာတက်ဝင်နေလဲဆိုရင်ဒီကလေးအဖတ်တင်ဖို့အတွက်ကိုဝင်ကြီးနဲ့
နေစီရဲစီကြီးနဲ့ကျွန်တော်အမေကရေတရာတွေလုတ်ခဲ့တယ်ဘာရေတရာလဲဆိုတော့အဲ့ဒီတုန်းကကျွန်တော်ရွာမှာရောက်နေတဲ့စင်ကြီးတကောင်ရဲ့1 byte အောက်ကဟိုဘက်ဒီဘက်3កောက်ဖြတ်လျှောက်ရမယ်ဆိုတော့ထူးဆန်းတဲ့ရေတရာပါပဲကျွန်တော်အမေကခြေပြားလက်ပြားကြီးအင်းကြီးအောင်စင်ကြီးကိုကြောက်ပေမဲ့လို့ဒီဝင်းနဲ့လွှတ်ထားတဲ့ကလေးကိုချစ်တဲ့ဇောနဲ့အဲ့ဒီစင်ကြီးအောက်က3កောက်ပြည့်အောင်ဖြတ်လျှောက်ခဲ့တယ်ဖြတ်လျှောက်ခဲ့ပြီးတဲ့နောက်ကျွန်တော်ကိုမွေးတယ်ဒါကြောင့်ကျွန်တော်မွေးလာတော့ကျွန်တော်အမိကိုစင်ပေါက်လို့နာမည်ပေးတယ်ဒါကျွန်တော်အမိကရှင်းပြတာပါမွေးလာတော့ကလေးကယောက်ျားလေးဖြစ်နေတော့အမေကကျွန်တော်ပညာတတ်ဖြစ်စေချင်တယ်ယောက်ျားလေးဆိုတော့ရွာမှာနေရင်တော့ပညာတတ်ဖြစ်ဖို့မလွယ်ဘူးဟဲ့ဆိုပြီးတော့လင်မယားနှစ်ယောက်တိုင်ပင်းပြီးတော့ကျွန်တော်ရွာကနေပြီးတော့မန္တလေးကိုပြောင်းလာကြတယ်မန္တလေးမှာမြို့လေကောင်မှာပဲဘယ်နှခုနှစ်လောက်ရှိမလဲဆိုတော့48ခုနှစ်လောက်ပေါ့နော်မန္တလေးကိုပြောင်းလာပြီးတော့မန္တလေးလူကုန်တန်းနေမြို့လေကောင်ကြတဲ့83လမ်း35လမ်းတောင်ဆိုတဲ့နေရာမှာနေကြတယ်နေပြီးတော့တောသူတောင်သားတွေဖြစ်လေတော့အလုပ်လေကြိုးစားတယ်ကျွန်တော်မင်းကကိုစိုးစံကြီးထွက်ကျွန်တော်အဖေနဲ့တင်မယားနှစ်ယောက်ဒူးဒူပေါင်ပဲအလုပ်လုပ်လိုက်တာ3-5နှစ်အတွင်းမှာစီးပွားရေးတော်တော်ဖြစ်တယ်လို့ပြောပါတယ်အဲဒီ3-5နှစ်အတွင်းမှာပဲနောက်ထပ်လဲကလေးတယောက်မွေးရတယ်ကျွန်တော်ရဲ့အောက်ကကျွန်တော်ညီယောက်ျားလေးနောက်တယောက်မွေးတော့ကျွန်တော်တို့ညီကိုနှစ်ယောက်ဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့အရွယ်ရောက်လို့ကြောင်းထားရမယ့်အချိန်ရောက်လာတဲ့အခါမှာအမေကပထမတော့မေယိုးဖလာတိုင်းဘုန်းကြီးကျောင်းမှာထားပါတယ်ပေါင်းလိုက်တိုက်လို့ခေါ်ပါတယ်အဲ့ဒီပေါင်းလိုက်တိုက်မှာတစ်နှစ်လောက်ထားပြီးအတန်းကျောင်းပြောင်းလိုက်တော့ဖြစ်ချင်တော့ကျွန်တော်တို့နေတဲ့ရက်ကွက်ကမွတ်စလင်ရက်ကွက်ဖြစ်နေတော့ရက်ကွက်ထဲမှာရှိတဲ့မူဒါတန်းကျောင်းကပလီမာဖွင့်ထားတာဆိုတော့ကျွန်တော်တို့ကအဲ့ဒီပလီမာကျောင်းသွားတက်ရတယ်အဲ့ဒါကိုကျွန်တော်အမေကမကျေနပ်နိုင်ဘူးပေါ့လေဒီတဲ့ပိုကောင်းတဲ့ကျောင်းထားမယ်ဆိုပြီးတော့အွန်လိုက်တာကျွန်တော်မေးဘုန်းကြီးကျောင်းစာလောက်သာတတ်ပါတယ်အတန်းပညာဘာပညာမှမတတ်ပါဘူးဒါပေမဲ့လို့မန္တလေးမှာအကောင်းဆုံးကျောင်းကဘယ်ကျောင်းလဲလို့ကျွန်တော်တို့အိမ်နဲ့မြင်းချင်းဆိုင်တိုက်ကြီးမှနေတဲ့ကျွန်တော်တို့ရင်းနှီးနေတဲ့ကျောင်းသားကြီးတယောက်ကိုအမေမေးပါတယ်မေးတော့မန္တလေးမှာနာမည်ကြီးတဲ့ကျောင်းက2ကျောင်းပဲရှိတယ်ဟိုးမြောက်ပြင်မှာစိန့်ပီတာရှိတယ်ဟောဒီတောင်ပြင်မှာတော့ဖတ်တလဖုံးရှိတယ်ဒါနဲ့ကျွန်တော်အမေကအဲ့ကျောင်းသားကြီးကိုနားပူတော့တာပဲဖတ်တလဖုံးကျောင်းထားခြင်းတယ်ဆိုပြီးတော့ဖတ်တလဖုံးကျောင်းကိုကျွန်တော်တို့ညီကိုညောက်ကိုထားပါတယ်ကျွန်တော်တို့အဲ့ဒီကျောင်းမှာနေတော့မူလာတန်းအဆင့်ပြီးလို့မန္တလေးမှာကျွန်တော်တို့ရောက်တာ4-50နှစ်ကြာတဲ့အချိန်မှာကျွန်တော်တို့လည်းမူလာတန်းအဆင့်လောက်ပြီးတဲ့အချိန်မှာကျွန်တော်တို့မိသားစုမှာမုံတိုင်းတစ်ခုစပွဲမှာလေအဲ့ဒါကတော့အထက်အညာကိုကူးကြည်တန်းကြည်ကုံတယ်လုံနေတဲ့ကျွန်တော်အဖေကအထက်အညာအင်းရွာမှာနောက်အိမ်ကြောင်ကျသွားတာပါပဲနောက်အိမ်ကြောင်ကျသွားတဲ့အချိန်ကစပြီးကျွန်တော်အဖေကပြန်မလာတော့ဘူးမန္တလေးအဲ့တော့မန္တလေးမြို့ကြီးမှာကျွန်တော်တို့ကသားမိ3ယောက်ပဲကျန်တယ်ကျွန်တော်အမေရဲ့ကျွန်တော်ညီရဲ့ကျွန်တော်ရဲ့3ယောက်ပဲကျန်တယ်ကျွန်တော်အမေကအဲ့ဒီ3ယောက်ရဲ့ဝင်ကိုသူထမ်းရှာပါတယ်ဒါပေမဲ့အင်းအောင်ပြိုကွဲသွားတဲ့အမျိုးသမီးတယောက်ရဲ့ခံစားချက်ဘလောက်ခံစားရတယ်ဘလောက်အပူရုပ်ကိုဟန်လုတ်ပြီးဖုံးပေမဲ့ပြုံးရင်းနဲ့မျက်ရည်လဲနေရတာကျွန်တော်ကသိတတ်တဲ့အရွယ်ဆိုတော့သိပြီအင်းအောင်ရဲ့တန်းအင်းအောင်ရဲ့ဖိနှိပ်မှုတန်းစိတ်မချမ်းသာမှုတွေများလာလို့လားမသိပေါ့ဂျာတော့အင်းရဲ့စီးပွားရေးလည်းပြက်လာတယ်မိမတယောက်တည်းဥဆောင်တဲ့အိမ်ဆိုတော့စီးပွားရေးတွေပြက်လာပြီးကျွန်တော်တို့အဲ့ဒီချိန်တုန်းကအိမ်4-5လုံးလောက်ပိုင်နေတဲ့အိမ်ကြီးလည်းအကုန်ကုန်နောက်ဆုံးဈေးဆိုင်ကြီးလည်းပြုတ်ပြီးတော့ကျွန်တော်တို့ကမန္တလေးအဲ့ဒီမြို့လေကောင်နေရာကနေပြီးတော့မြတ်ပတ်ရဆိုတဲ့ကြောင်ကြကြအရက်တစ်ခုကိုပြောင်းလာအဲ့ဒီပြောင်းတဲ့အချိန်မှာကျွန်တော်8တန်းရောက်နေပါပြီ
အဲ့ဒီမှာပြောင်းပြီးတော့လဲကြာရှည်ဆက်မနေနိုင်ပါဘူးကိုတန်းလဲရောက်ရောနောက်တနေရာပြောင်းရပြန်တယ်ပိုကြောင်ကြတဲ့နေရာရောက်သွားပါတယ်ဒေဝံဘေဗုဒ္ဓံဆိုတဲ့နေရာရောက်သွားတယ်အိုးအိမ်ကဆုတ်ချလိုက်တာအိမ်ကြီးအလုံးရဲ့နောက်ဖေးအဲ့ဒီနောက်ဖေးမှာရှိတဲ့မြေကွက်လက်လေးမှာအိမ်လေးအိမ်ကအပြင်ထွက်လိုက်ရင်မယုံသေးစကားပတ်ပတ်လည်မှာအိမ်သားတွေကြီးပဲသူများအိမ်ရဲ့အိမ်သားတွေနောက်ဒီနေရာကမြေအနှိမ်ဆုံးဖြစ်တော့မိုးရွာလိုက်ရင်ရှိသမျှမိုးရေကဒီအိမ်ထဲမှာရောက်ဆင်းရဲလိုက်တဲ့ဘဝနှုံချလိုက်တဲ့ဘဝပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်အမေကရရအလုပ်လုပ်ရတဲ့အခါမှာဘာအလုပ်လုပ်ရလဲဆိုတော့မန္တလေးထီးရန်တန်းဈေးအဲ့ဒီဈေးမှာမနေ့ပိုင်းလေးကိုကြက်တုံကိုဘန်းလေးနဲ့ထည့်ပြီးတော့ရောင်းရပါတယ်အဲ့ဒီရောင်းရတဲ့ပတ်စံလေးနဲ့ကျွန်တော်တို့ကိုကြောင်းထားဆက်ထားတာပေါ့လေဒါပေမဲ့ဘယ်လိုလုပ်ရမလဲတာပြူကျောင်းဆိုတော့ကျောင်းသားကအဲ့ဒီတုန်းကတယောက်ကို15ကျပ်ပေးရညီကို2ယောက်ဆိုတော့30ဒီ30ကိုအမေမပေးနိုင်ဘူးကျွန်တော်တို့ကကျောင်းမှာနေ့စဉ်နေ့တိုင်းလို့ကျောင်းသားကမပေးရသေးတဲ့လူမတ်တရက်ဆိုရင်ကျွန်တော်တို့ညီကို2ယောက်က license ဆွဲထားတာပဲအမြဲရရတယ်ကြတော့ကျွန်တော်ဆရာဟိုတနစ်ကမှကွယ်လွန်သွားတဲ့ဆရာဦးမြတ်တောင်းကရက်ဆိုရင်ကြည့်လိုက်ရင်ကျွန်တော်ညီကို2ယောက်ရက်ရင်သူပြောနေကြစကားနားရရမထွက်ဘူးထွန်းလွင်မင်းလုတ်ပြန်ပြီးနှုတ်ကြီးပဲမတတ်နိုင်ဘူးလေပေးမှမပေးနိုင်တော့အဲ့ကိုရမ်းမှာအဲ့လိုနေနဲ့မရရအဖြစ်ပြက်တစ်ခုကျွန်တော်ဖြစ်ခဲ့တယ်အဲ့ဒါဘာလဲဆိုတော့ဈေးရောက်သွားတဲ့အမေကိုမနေ့အစိုးရကျွန်တော်ကစပင်းကယ်ရီယာလေးပေါ်မှာတင်ပြီးတော့လိုက်ပို့ရတယ်ဈေးကိုလိုက်ပို့ရတယ်ကျွန်တော်လိုက်ပို့ရတဲ့အချိန်ကမနေ့4 နာရီလောက်မသိဘူးပေါ့လေအမေကသွားမယ်ဆိုတော့လိုက်ပို့ရတာပေါ့မန်လီဆောင်းတွင်ဆိုတော့အေးလိုက်တာခိုက်တုံအောင်ချမ်းအဲ့မှာအမေကိုနောက်ကကယ်ရီယာလေးပေါ်တင်ဘိန်းကြီးနဲ့လိုက်လေပို့တရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်ကြာလာတော့အမေကိုမေးမိတာအမေရဲ့လို့ဈေးကမနဲ့လင်းမှဝယ်တဲ့လူတွေလာတာပဲလို့ဆောင်းတွင်ဆိုတော့9 နာရီလောက်မှလူစီတာပါလို့အမေကဘာဖြစ်လို့မနဲ့4 နာရီလောက်ကြီးထားသွားတာတုံးလို့ကျွန်တော်မေးလိုက်တော့ကျွန်တော်အမေကပြောရှာတယ်တားတဲ့အမေကဒီကနေ့ရောင်းမဲ့ကြက်တော်အာလူကိုမန္တလေးပွဲစားတန်းကပွဲယုံကဝယ်ရတာတဲ့မန္တလေးမှာရှိတဲ့ပွဲယုံတွေကမနဲ့စောစောဈေးဥပေါက်ဆိုရင်နည်းနည်းလျှော့ရောင်းနေတမတ်တို့10 ပြားတို့ပေါ့နော်လျှော့ရောင်းနေအဲ့ဒီဈေးဥပေါက်လျှော့ဈေးလေးကိုမိအောင်သူများတဲ့ဥအောင်သွားရတာရင်ထဲမှာနာလိုက်တာအော်ဆင်းရဲခြင်းဟာတည်ဆိုးပါလားဆင်းရဲတဲ့ဘဝများတင်းနှုံချပါလားအဲ့ဒီအတွေးလေးကိုရန်ကြောင့်သားကျွန်တော်ခေါင်းထဲမှာဝင်လာပြီးတော့ကျွန်တော်ဒီဘဝကနေပြီးလွတ်မြောက်ခြင်းနဲ့ဆင်းရဲတဲ့ဘဝကလွတ်မြောက်ခြင်းနဲ့အာကိုအာဓာကိုကြည့်လိုက်တာဘာမှလည်းအာကိုအာဓာမရှိဆွေမျိုးအတိုင်းဝိုင်းမရှိမိဘကြောတော့နောက်ခံမရှိကူညီမဲ့သူမရှိအဲ့တော့အာကိုစရာတစ်ခုပဲတွေ့တယ်အဲ့ဒါဘာလဲဆိုတော့ငါစာတော်ရမယ်အဲ့ဒီစိတ်ကိုကျွန်တော်စဝင်ပါတယ်စဝင်တဲ့အတွက်အဲ့ဒီကိုယ်တမ်းမှာပဲကျွန်တော်မန္တလေးခရိုင်တင်ချာလူကြီးကျွန်းမြန်မာနိုင်ငံလုံးဆိုင်ရာတင်ချာလူကြီးကျွန်းပညာရေးမှာကျွန်တော်ထွန်းပေါက်ခဲ့ပါတယ်ထွန်းပေါက်ပြီးတော့ကိုယ်တမ်းလဲကျွန်တော်အောင်ပါတယ်ဂုဏ်တုတွေနဲ့အောင်ပါတယ်10 ရန်းကြတော့ကျွန်တော်ကျောင်းဆက်မတက်နိုင်တော့ဘူးဒီကျောင်းသားကပြဿနာကျွန်တော်မဖြေရှင်းနိုင်ဘူးဒါပေမဲ့လို့ကျွန်တော်ကျောင်းကဆရာတွေကကျွန်တော်ပညာရေးထူးချွန်တာသိတော့10 ရန်းပြီးအောင်ကျောင်းဆက်တက်ဖို့ကျောင်းကဘုန်းတော်ကြီးတွေကိုကျောင်းသားကလွန်ငင်းခွင့်သွားပြောတော့ဘုန်းတော်ကြီးတွေကလည်းခွင့်ပြုပါတယ်အဲ့ဒါတော့ကျွန်တော်10 ရန်းမှာကျောင်းသားကလွန်ငင်းခွင့်နဲ့ကျောင်းတက်ခွင့်ရတဲ့အတွက်ကြောင့်10 ရန်းကိုကျွန်တော်ပြီးအောင်တက်ခဲ့ပါတယ်10 ရန်းကို65ခုနှစ်မတ်လမှာဖြည့်ပြီးတဲ့နောက်မဖြည့်ခင်တည်းကဆုံးဖြတ်ပြီးသားပါငါအလုပ်လုပ်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့10 ရန်းတော့ပြီးအောင်ဖြည့်လိုက်တယ်ဖြည့်ပြီးကြတယ်အလုပ်ရှာတယ်အလုပ်ရှာတော့မတ်လ
စာမွဲပြီးရအလုရှာလိုက်တာမေလကြအလုရအဲ့ဒီရတဲ့အလုကမိုးလေဝသယုံဖြစ်ပါတယ်အလုစလုတဲ့ရက်က65ခုနှစ်မေလ3ရက်ကျွန်တော်အသက်18နှစ်4လသားအရွယ်တွေကကျွန်တော်ဝန်ထမ်းဖြစ်လာပါတယ်အဲ့ဒီတော့ကကျွန်တော်ရတဲ့လကတစ်လကို126ကျပ်ပါဒါပေမဲ့126ကျပ်ကစားလောက်တယ်ကျွန်တော်တို့မိသားစု3ယောက်စားလောက်တယ်အဲ့ဒီအလုပ်ရကြတဲ့ကပထမဦးဆုံးကျွန်တော်လုပ်တဲ့အလုပ်ကတော့ကျွန်တော်မိကိုဈေးမယောင်းခိုင်းတော့ပါဘူးမိမယောင်းနဲ့တော့အိမ်မှာပဲနေအဲ့တော့ကျွန်တော်မိဈေးမယောင်းတော့ပါဘူးကျွန်တော်ဘဝရဲ့အလှည့်ပြောင်းဖြစ်ကံလဲကောင်းလာခဲ့တယ်လို့ပြောရပါမယ်ဆန်းဆန်းမွဲကျွန်တော်အောင်ပါတယ်ဒါပေမဲ့အလုပ်တစ်ဖက်နဲ့တော့တက္ကသိုလ်မတက်နိုင်တော့တက္ကသိုလ်မတက်နိုင်ပေမဲ့ကျွန်တော်အောင်တဲ့နှစ်ပါပဲမန္တလေးဝိဇာသိပ္ပံတက္ကသိုလ်ကရန်ကုန်မှာရှိတဲ့လုံသားကောလိပ်လို့သင်တန်းစဖွင့်ပါတယ်ဒါပေမဲ့သူကလုံသားကောလိပ်လို့တော့နာမည်မပေးဘူးတိုးချဲ့ညနေသင်တန်းတဲ့စဖွင့်တော့ကျွန်တော်ပညာရေးဟာတပိုင်းကျစားမဖြစ်ပါဘူးအောင်ပြီးတာနဲ့မန္တလေးတက္ကသိုလ်မှာအလုပ်လုပ်ရင်ကျွန်တော်ကျောင်းတက်ပါတယ်အလုပ်လုပ်ရင်ကျောင်းတက်တဲ့အတွက်ကျွန်တော်9နှစ်တက်ရပါတယ်ယူပါပြီတော့သိပ္ပံဘွဲ့ရပါတယ်အတန်းတိုင်းဘာသာစုံဂုဏ်တူးနဲ့အောင်တယ်အဲ့ဒီမှာဘွဲ့ရတဲ့နှစ်မှာဘဝအတွက်ဆုံးဖြတ်ရခက်တဲ့ကိစ္စတစ်ခုနဲ့ကြုံခဲ့ရတယ်ဘာလဲဆိုတော့တက္ကသိုလ်မှာ9နှစ်တက်လာတော့တက္ကသိုလ်ကဆရာတွေကကျွန်တော်ကိုချစ်ကြပြီကြိုးစားတာလည်းသိစာတော်တာလည်းသိတော့ကျွန်တော်ရဲ့ဆရာရင်ဗမောက္ခဌာနမှူးဦးကျော်မြင့်နောက်ပိုင်းမှာတော့အထက်တန်းပညာဦးစီးဌာနမှာညွှန်ကြားမှုချုပ်ဖြစ်တဲ့ဆရာကကျွန်တော်ကိုတက္ကသိုလ်မှာဆရာလုပ်ဖို့ခေါ်ပါတယ် demonstrator လုပ်ဖို့ခေါ်ပါတယ်အဲ့ဒီ demonstrator ဆိုတာအလွန်ဂုဏ်ရှိတဲ့အလုပ်ပါဒီတဲ့ပို့ပြီးတော့ပြောရရင်တော့မိုးလေဝသမှာကျွန်တော်လုပ်နေတဲ့ယာဒူးတဲ့တက္ကသိုလ်တရုတ်ပြဆရာယာဒူးကယာဒူး2ဆင့်ပို့ပါတယ်လူတရားမှာ69ယောက်ကတော့ဝင်းတာအရာနဲ့တွားဟေးကောင်မင်းတွားလို့တက္ကသိုလ်တွားလို့တော့တက္ကသိုလ်ဆိုတာအခြေကြီးกว่าဂုံလေးရှိတယ်ပညာတွေလည်းဆက်တင်လို့ရတယ်မင်းတွားလို့ပြောကြတော့ကျွန်တော်လည်းတွားလို့ဖို့စိတ်ကူးမိပါတယ်ဒါပေမဲ့လို့ကျွန်တော်မိုးလေဝသယုံစဝင်တော့ကျွန်တော်ကိုအလုတ်ခန့်ပေးခဲ့တဲ့ကျွန်တော်ဆရာကြီးဦးလာကိုကျွန်တော်တော့ခွင့်တောင်းပါတယ်ဆရာကျွန်တော်တို့ဆရာဦးကျော်မြင့်ကတက္ကသိုလ်မှာဆရာလုပ်ဖို့ခေါ်နေပါပြီကျွန်တော်တွားရမလားဆရာကိုမေးတော့ဆရာမျက်နှာပြတ်သွားပါတယ်ပြတ်သွားပြီးတော့ဆရာကျွန်တော်ရင်ထဲမှာဆွဲညှိသွားနိုင်တဲ့စကားတစ်ခွန်းပြောပါတယ်ဘာပြောလဲဆိုတော့ဆရာမင်းကငါဥပဒေရတော့မတားနိုင်ပါဘူးကွာဘာကြောင့်လဲဆိုတော့ဒါမင်းရဲ့ right ပဲမင်းလုပ်လို့ရပါတယ်ဥဒေရဒါပေမဲ့ဆရာမင်းကိုမေတ္တာနဲ့တော့တားခြင်းနေမိုးလေဝသမှာလုပ်ပါဒီမှာကျွန်တော်ပြောခြင်းတဲ့စကားရောက်လာပါတယ်ကျွန်တော်မိုးလေဝသမှာပဲလုပ်ခဲ့ပါတယ်မပြောင်းပါဘူးတက္ကသိုလ်ဘာကြောင့်လဲလို့မင်းရင်မိုးလေဝသယုံဟာကျွန်တော်ငတ်တုံးကကြွေးကြတဲ့ယုံဖြစ်လို့ပါပဲကျေးဇူးတရားကျွန်တော်ပေါ်မှာရှိတယ်ဒီကျေးဇူးကိုငါဆက်မယ်ဒီစိတ်နဲ့ကျွန်တော်နေခဲ့ပါတယ်လောကမှာကျေးဇူးမကမ်းမှုအရေးကြီးပါတယ်အဲ့ဒီကျေးဇူးကကျွန်တော်ကိုအကျိုးပေးပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒီလိုတက္ကသိုလ်ကိုမသွားဘဲနဲ့မိုးလေဝသယုံမှာလှုပ်လိုက်တာကိုကျွန်တော်ဆရာကြီးဦးလအပါဝင်မိုးလေဝသယုံရဲ့လူကြီးများကအလွန်အာရကျင့်မှုရှိကြတယ်အဲ့ဒါကြောင့်သူတို့ကကျွန်တော်ဘဝတိုးတက်ရေးကိုသူတို့ဘာသာသူတို့စဉ်းစားကြတယ်အဲ့ဒီစဉ်းစားတဲ့အတွက်ဘွဲ့ရပြီး2နှစ်အကြာမှာကျွန်တော်အမေရိကန်နိုင်ငံကိုပညာသင်သွားရပါတယ်ကျွန်တော်အသက်25နှစ်ပဲရှိပါသေးတယ်အဲ့ဒီတုန်းကအမေရိကန်ပညာသင်သွားတာဟာအလွန်ရှားပါတယ်ပြောရရင်တော့ပထမဦးဆုံးသွားတဲ့သူတွေထဲမှာကျွန်တော်အပါဝင်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်1983ကဖြစ်ပါတယ်အဲ့ဒီချိန်မှာအမေရိကကိုရောက်တယ်
သိပ္ပံဘွဲ့မိုးလေဝသအတွက်သွားတယ်တက္ကသိုလ်ကပြောတယ်မင်းဘာလို့သိပ္ပံဘွဲ့လုံးမလဲမင်းဗမာပြည်မှာသိပ္ပံဘွဲ့ရပြီးသားပဲမင်းသိပ္ပံဘွဲ့ကိုဒီလောက် flying color စီနဲ့အောင်ထားတာဘာလို့သိပ္ပံဘွဲ့ထပ်ပြီးလုတ်ပြီးအချိန်ကုန်မလဲမင်းမဟာသိပ္ပံဘွဲ့လုတ်ဆိုပြီးတော့တက္ကသိုလ်ကကျွန်တော်ကို master တက်ခိုင်းပါလေဒါပေမဲ့ကျွန်တော်နိုင်ငံကခွင့်မပြုပါဘူးမရဘူးတဲ့လွတ်တာပဲသင်ရမယ်ကဲလွတ်တာပဲသင်ဆိုလွတ်တာပဲသင်ပေါ့အဲ့တော့ကျွန်တော်ဗာပြည့်လေ၄နှစ်သင်ရမယ်သင်တန်းကို18လနဲ့ပြီးလာတယ်ကျွန်တော်ပြန်လာတယ်ဒါပေမဲ့အပြန်မှာတော့ကျွန်တော်အဲ့ဒီတုန်းကမြန်မာပြည်မှာအလွန်ခက်ဆန်းနေတဲ့Toyota Corolla ကားတစ်စီးကိုဝယ်လာခဲ့နိုင်ပါလေစမ်းမြင်ဆွဲ4316 brand new silver metallic ကားကိုကျွန်တော်မန္တလေးကိုတည်သွားပြီးတော့ကားကိုကျွန်တော်ရောင်းပါတယ်ကားကိုကျွန်တော်ရောင်းတော့အဲ့ဒီခက်ကဈေးနဲ့4သိန်းခွဲရပါတယ်ကားအဲ့ဒီ4သိန်းခွဲကိုကျွန်တော်ကတရီတစ်တာကြီးထဲမှာထည့်ပြီးတော့အမေကိုအပ်ပါလေအမေမဇက်ကလည်းပြောလိုက်မိအမေလို့သားတို့မဆင်းရတော့ဘူးလို့အမေကိုအားရှိအောင်လုပ်ပါအဲ့ဒီလိုပြောပြီး2လလောက်ပဲချပါတယ်အမေကိုစိတ်ကူပေးနေတဲ့ရက်ွက်တဲ့ဆရာဝန်မိသားစုဆရာဝန်တို့ဖြစ်နေတဲ့ဒေါက်တာမြင့်ဆွေကဒီနေ့ကျွန်တော်ကိုခေါ်ပါလေကျွန်တော်ကိုခေါ်တော့ကျွန်တော်ကသူစေကန်းကိုသွားတော့သူကလက်ထက်မှာဓာတ်မှန်ကြီးကိုကင်ထားပြီးကျွန်တော်ကိုပြောပါတယ်ကိုထွန်းလည်းတော်ရဲ့အဆုတ်မှာအကြောင်းတွေပေါ်နေပြီယောဂါကကျွန်းနေပြီတော်ကနေရလာရင်နောက်ထပ်3လပဲကျွန်တော်မိုးချိုးပြခံရတယ်လို့ခံစားရပါတယ်ပတ်စံနေရလာပြီး3နိုင်နဲ့အချိန်ရောက်မှကျွန်တော်မေကအသက်မရှိတော့ဘူးဖြစ်နေတယ်ဒါပေမဲ့အာတင်းနေငါမှပတ်စံနေရှိတာပဲငါအမေကိုငါရအောင်ကုမယ်ဆိုပြီးကျွန်တော်ကိုရန်ကုန်ပြောင်းမှုခေါ်နေတာကျွန်တော်ဆရာခေါ်နေတာနှစ်ပေါက်ပြီးကျွန်တော်မပြောင်းမှုမန္တလေးမှာပဲปีကတ်နေတာဒါပေမဲ့အမေကိုစိတ်ကူးကျင်တာနဲ့1989ခုနှစ်မှာအမေကိုခေါ်ပြီးတော့ရန်ကုန်ကိုပြောင်းလာပါတယ်ရန်ကုန်သူ့ဝိနာမှာပဲနေပါတယ်ဒေါက်တာမြင့်ဆွေကမှာလိုက်တယ်ဘုဒ္ဓလင်ကိုရောက်ရင်တော့ဒေါက်တော်ကိုယူဆိုင်ပါဗျာဒေါက်တော်ယောဂါကဒေါက်တော်အလွန်ကြိုက်တဲ့စိတ်လိတ်နဲ့ကွန်းနဲ့မတည့်ဘူးအဲ့ဒီစိတ်လိတ်ဒီကွန်းနေတော့မတော့ပါစေနဲ့မစားပါစေနဲ့ဂယူဆိုင်ပါလို့မှာလိုက်ပါတယ်အဲ့ဒါကြောင့်လဲကျွန်တော်ကအမေကိုဂယူဆိုင်ဖို့ကျွန်တော်ရွာကကျွန်တော်ညီမဝမ်းခွဲတယောက်ကိုခေါ်လာအတူလိုက်နေပြီဖို့ကျွန်တော်ကယုံတရမယ်ဆိုတော့နေမှာမရှိဘူးအိမ်မှာသူတို့တူကြီးညောက်ကိုထားပြီးကျွန်တော်ယုံတက်သူ့ကိုလည်းမှားဂယူဆိုင်ဒါတွေကိုဖွက်ထားအဲ့လိုနဲ့နေလာလိုက်တာတလလောက်လဲကြာရောတနေ့ကျွန်တော်ကယုံရောက်လို့မှမကြသေးဘူးအင်းကညင်မကဖုံးဆက်တော့တာပဲကိုကြီးရဲ့အင်ကိုမြန်ဆုံးပြန်လာပါတဲ့ဟာဘာဖြစ်လို့တော့ကြီးကြီးတတိလက်သွားလို့ကျွန်တော်ညီမကကျွန်တော်အမေသူ့တော်ကိုကြီးကြီးလို့ခေါ်ပါတယ်ကြီးကြီးတတိလက်သွားလို့ဟာဘလို့ဖြစ်တော်တော့မနေ့ကအကောင်းကြီးပါဘယ်နဲ့အခုတတိလက်သွားတာတော့အေးငါလာမယ်ဆိုပြီးကျွန်တော်အိမ်ပြန်ပြေးတာပေါ့ဗျာပြန်ပြေးတော့ဟုတ်တယ်ဗျာကျွန်တော်အမေတတိလက်နေတယ်ဟာတတိလက်တာဒီတိုင်းထားလို့ဘယ်ဖြစ်မလဲစိတ်ဝင်တင်ပါဖြစ်မှာပေါ့ကဲစိတ်ဝင်တင်အောင်လှုပ်ဆိုပြီးတော့ဈေးရုံမှာလိုအပ်မဲ့ဖြာတို့စောင်းတို့ခေါင်းအုံတို့ဓာတ်ဘူးတို့ဖနက်တို့ဒါတွေကိုတရားစီစစ်ပြီးတင်ပြီးတော့လေပင်ကားလေးသွားငါလေပင်ကားလေးပေါ်မှာတင်ပြီးတော့ဈေးရုံကြီးကိုပြေးတာပေါ့ဗျာဈေးရုံကြီးရောက်တော့ကံကောင်းတယ်ဈေးရုံကြီးမှာကျွန်တော်နဲ့ဆယ်တန်းတုန်းကအကြောင်းတွေပဲတကယ်ချင်းဆရာဝန်ဖြစ်နေသူနဲ့တော့တွေ့တော့သူကကဲကွာဆိုပြီးတော့လှုပ်ပြီးလိုက်တော့ကျွန်တော်မင်းဆေးရုံတက်ခွင့်ရပြီးတော့ကတင်လဲရရောအဲ့ဒီကတင်ပေါ်မှာအမေကိုတင်တာပေါ့လေကဲဖြာခင်းအောက်ကဆောင်ရန်လေးခင်းလိုက်အောင်ခေါင်းလေးချကဲအမေကိုပွေ့တာလေးချဆိုပြီးတော့အမေကိုအေးမိမှဆိုလို့သူ့ကိုစောင်းနဲ့ပတ်ပြီးတော့ယူလာတာ哦ယူလာတော့အဲ့ဒါလေးကိုချပြီးတော့ခေါင်းလေးတင်ပြီးရောကဲအိုက်ပါတယ်အပေါ်ကပတ်ထားတဲ့စောင်းကြီးကိုဖယ်လိုက်ပါအောင်ဆိုပြီးတော့
သူ့ဘောပတ်ထားတဲ့ဆောင်းကြီးကိုကျွန်တော်ဖယ်လိုက်တာဖယ်လိုက်တော့မှကျွန်တော်မှအားတဲ့သွားပြီးပါဇက်ကလည်းဟာဆိုထွက်သွားတယ်အော်လုံးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘာတွေ့လိုက်ရလဲဆိုတော့တတိမရတဲ့ကျွန်တော်အမေကသူများကပွေသူများကစောင်းနဲ့ပတ်ပြီးတော့ဆေးရုံပေါ်တင်ရတဲ့ကျွန်တော်အမေကဆေးရုံပေါ်ရောက်လို့စောင်းကိုလည်းဖယ်လိုက်ရောရင်ခွဲမှာကိုယ့်ရဲ့ကလေးကိုတင်ပြီးတော့လက်ကလေးနဲ့ဒီလိုအုပ်ပြီးတော့တတိမေကျွန်တော်တွေ့တဲ့အချိန်မှာတော့ဒီတိုင်းလေးပေါ့တတိမေရဲ့ကလေးဒါပေမဲ့လက်ထဲမှာဘာပါလာလဲကိုယ့်ရင်ပါလာတယ်ကျွန်တော်ကြည့်ပြီးစိတ်မကောင်းဘူးအော်အမေဖြစ်ရလေဗျာဒီကိုယ့်ရင်များဘယ်လိုလုပ်ယူလာတာတော့အော်လုံးလို့ဒါပေမဲ့မပြောတော့ပါဘူး तू ကတတိမေနဲ့ဆိုကဲလှုပ်ဒါဆိုပြီးတော့စေုံမော်တင်လိုက်တာပေါ့ဗျာတင်လိုက်တော့2 ရက်လောက်အရကြတော့အမေတက်တာလာပြီဗျထူထောင်ဖြစ်လာပြီစကားတွေဘာတွေလဲပြောနိုင်လာပြီပြောနိုင်လာတော့မျက်နှာလေးကြည်လင်ဖြစ်နေတော့ကျွန်တော်ကဟိုတနေ့ကကိစ္စတတိယဒီကိုယ့်ကိစ္စတော့ပြောမှဖြစ်မယ်ဒါနဲ့အနာကပ်ပြီးတော့အမေကိုကျွန်တော်ပြောတယ်အမေကိုကမစားနိုင်လေအမေနဲ့မတည့်ဘူးကျွန်တော်မြင်ဘာမပြောမလုပ်ဘူးအမေကွန်းနေအဲ့လိုစားနေရင်ဆေးတွေကဘယ်တိုးတော့မလဲမေရဲ့လုပ်ဘူးအမေကွန်းအဲ့လိုစားနေရင်အမေအသက်တိုးမှာပေါ့အဲ့ဒါလဲမလုပ်ဘူးဗျကဲမထူးဘူးကွာလို့ဒီခါတော့အမေကိုတော့နောက်ဆုံးစကားအပြတ်ပြောလိုက်တာကောင်းမယ်ဆိုပြီးတော့စိတ်ကိုဆုံးဖြတ်ပြီးကျွန်တော်မျိုးပြောလိုက်ပါတယ်ဘာပြောလိုက်လဲဆိုတော့အမေရဲ့လို့အမေကြိုက်လို့ယူထားတဲ့အဖေကိုတော့အမေပြစ်နိုင်သေးတာဘာဖြစ်လို့ကွန်းကမပြစ်နိုင်ရတာတုံးလို့ကျွန်တော်အဲ့လိုမေးပါတယ်အဲ့လိုလည်းပြောလိုက်ရောကျွန်တော်အမေကလေလှုပ်ရှားဖြစ်လာတယ်လှုပ်ရှားဖြစ်လာပြီးကျွန်တော်စကားပြန်ပြောတယ်ဘာပြောလဲဆိုတော့မတူဘူးသားရဲ့မင်းအဖေကိုအမေယူတော့အမေအသက်က30ရှိပြီကောင်းကအမေ15နှစ်သမီးကျက်ကစားလာတာကောင်းကမှအမေရဲ့ငယ်ကြီးတဲ့အဲ့ဒီစကားလေးကိုပြောပြီးကျွန်တော်မေတည်တဲ့ထိကွန်းကိုဖြတ်မသွားပါဘူးအဲ့နောက်မကြခင်ကွယ်လွန်သွားပါတယ်ဒါပေမဲ့လို့စိတ်ထဲမှာဖြေစရာတစ်ခုရှိတာကတော့မန္တလေးကဆရာဝန်က3 လလောက်ခံမယ်ဆိုတော့ကျွန်တော်မေဟာကျွန်တော်လက်ပေါ်မှာ2 နှစ်လောက်နေသွားရပါတယ်သို့တော့သူကွယ်လွန်တဲ့အချိန်မှာကျွန်တော်ကယာဒူထန်ဒရာရှိပြီနိုင်ငံသားပြန်ဖြစ်နေပြီတင့်ကိုကျွန်တော်ထူထောင်ထားပြီဒီချိန်ကျမှကျွန်တော်အမေကွယ်လွန်သွားတာခဏချိန်ထိကျွန်တော်ရင်ထဲမှာမချိပါဘူးအဲဒါကြောင့်ဒီနေ့လူငယ်တွေကိုပြောချင်တာမိဘဂျေစုသိပါမသိခင်မှာမိဘကိုပြုစုပါဒါလေးအရေးကြီးတဲ့ထင်လို့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်